မြန်မာနဲ့ပတ်သက်လာရင်ခွရှင်ကလည်းနော်ကိုတက်တဲ့ပညာမသိတာဆိုတာအဲ့ဒါပဲ ဂိုင်းဖိုးမှန်ဖိုးပတ်စံရှင်းပြီးတာနီကာအနေနဲ့ယူမယ်ဆိုပြီးတော့ပြောထားတာဒါပေမဲ့နီကာအနေနဲ့တက်မယ်ဆိုရင်တိတိတွယ်လေးဖြစ်နေတဲ့အတွက်ပါဝါကိုင်းလိုမျိုးမလာဘူး original လာတာက half frame ဆိုတော့အောက်ပိုင်းကိုကြီးပေးဖို့အတွက်ကြံစီနေတာမှန်ဆိုင်ကိုပြောတာနော်အောက်ပိုင်းဆိုတော့တခုခုထင်နေမှာဆိုလို့ကဲဂိုင်းအရေးရောင်လေးမြင်ရပြီဆိုတော့ဘာဂိုင်းလဲဆိုတော့သိနေပြီပေါ့နော်1007 single အတွက်လာတဲ့ဂိုင်းလေးဒါကထည့်ဖို့မှန်မဟုတ်ဘူးသူ့မူအတွက်ပဲရှိသေးတယ်စိတ်ကြိုက် site ရပြီဆိုတော့ဂျိုးလေးလဲဖို့လောက်အောင်ပါဂျိုးကတူတူတီတီတွယ်လေးဆိုတော့ဂျိုးရှိရှိလေးလဲပြီးမှရမှာပေါ့နော်နိုင်လွန်ဂျိုးကောင်းကောင်းလေးဖြတ်ပြီးတော့ထည့်ပေးရပါတယ်မှန်ဖြတ်ဖို့ ready ဖြစ်သွားပြီအချိန်က10မိနစ်ပြည့်တော့မှဆိုတော့ EP2 ဆက်ကြည့်ရတာပေါ့နော်ဒီမျက်မှန်ကြောင်းလေးဆက်ပြောရအောင်နော်ဂျိုးလဲပြီးတော့မိုးလဲဆင်းနေဖြစ်ပြီဆိုတော့မိုးကိုအပေါက်အရင်ဖောက်ရပါတယ်မိုးဖောက်ပြီးတော့ကျွန်တော်တို့မန်ကိုအပေါ်နည်းနည်းခရင်ချင်းလေးရအောင်ယူပေးလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့နေကနေနဲ့တက်မှာဆိုတော့လေအလဲလောက်ယူရင်အကြီးဖက်ပိုများတဲ့အတွက်ကြီးနေမှာဆိုလို့တော့မန်ကိုတော့ဖြတ်ပါပြီဒါဒီမန်ကိုဖြတ်ဖို့အတွက်ဒီလိုဆက်ရှိမှအဆင်ပြေပါမယ်ကဲအားလုံးပြီးသွားပြီဘယ်လိုနေလဲမိုက်တယ်မလားဟလာမချင်းချင်းဆိုဒီရောင်လေးပေါ့နော်ချင်းဝိုင်းတော့အပြည့်ဖြုတ်သွားပါတယ်ဒီကာတခုထဲမှာပဲ function မျိုးသုံးရတော့ပေါ့ဗျာပုံမှန်ဆိုရင်တော့ရီဆိုကာလာလေးနဲ့နေပူထဲသွားရင်တော့သူ automatic တော့သူ adjust လုပ်ပြီးတော့ဘုမကောင်းဘူးလား